0.1 millimeter ရှိတဲ့စရွက်တရွက်ကို42ခါလောက်အထက်ထပ်ခေါက်လိုက်ရင်ခေါက်လို့ရတဲ့အမြင့်ကလက်ကပါကိုတော့ရောက်နိုင်တယ်။ဒီနေ့ကနေ့ထူနေ့မြတ်ဖြစ်တယ်။ပေါင်းချီပေးဖို့လူတွေအများကြီးရောက်နေကြတယ်။နေ့ရက်များစွာဖြတ်ကျော်ပြီးမှငါလက်သက်ခွင့်ကိုနေခေါင်းငိတ်ခဲ့တယ်။ငါနဲ့တက်တာလက်တွဲဖို့နေခွင့်ပြုခဲ့တယ်။ငါတို့ချစ်သူဖြစ်ခဲ့တာအခုဆိုရင်4နှစ်9လနဲ့10ရက်ရှိပြီ။ရပ်ပေါင်း1600ကျော်ကာလမှာဖြစ်ခဲ့တဲ့အသည့်တွေကိုနေမမေ့အောင်မလား။နင်းကိုငါချစ်ရေးဆိုတော့ကနင်းပြောခဲ့တဲ့စကားကိုမမိသေးလား။တကယ်လို့ငါကိုနင်းချစ်တဲ့အချက်လောက်ငါမချစ်ခဲ့ရင်နင်းချစ်နှမလား။ကိစ္စမရှိဘူးငါကိုနေချစ်လောက်အောင်ငါလုပ်နိုင်တယ်ဘယ်ကရောက်လာမှမသိတဲ့တတိနဲ့နေ့စကားကိုငါပြန်ချေခဲ့တယ်နေနဲ့ချစ်သူဖြစ်ခါစားငါတို့ချစ်ချင်းတွေကိုလူတွေကအကောင်းမမြင်ကြဘူးလေငါဟာနေ့အတွက်အပြင်းပြေလို့ပြောကြတယ်လို့ငါဟာနေ့ကစားချက်အတွက်အယုတ်တယုတ်လို့လည်းပြောကြတယ်တွေးထိုးကြတဲ့ပုံဝင်ခြင်းကြောင့်ဒီအချစ်ကိုငါလက်လွတ်လိုက်မယ်လို့ခဏတွေးခဲ့မိတယ်။ဒါပေမဲ့အင်အားတစ်ခုကငါ့ကိုတော့ခံစားစီတယ်လို့ခံစားမိလို့မားတဲ့စိတ်ဆုံးဖြတ်ချက်တစ်ခုကိုငါသစွတ်တော့မချခဲ့မိဘူး။အဲ့ဒီလိုစိတ်ဆုံးဖြတ်ချက်မျိုးမချခဲ့လို့ပဲဒီနေ့ဒီအချိန်မှာဒီနေ့ထပ်ရာလက်တွေခွင့်ရခဲ့တာပေါ့။ချစ်သူတွေဖြစ်ခါစားငါတို့ဟာအဖြစ်တဲ့ချစ်သူမတူပဲတငယ်ချင်းနဲ့ပူတူခဲ့တယ်ငါတို့ကြားမှာချစ်တဲ့နီးနော်တဲ့အပြုတ်မှုတွေမရှိခဲ့ဘူးနင်းစင်စားစင်ချင်းရကထိတွေ့မှုခံစားမှုအတိတ်ထဲပူခဲ့တယ်နင်းလက်ကိုတွဲဖို့ကြိုးစားတဲ့ငါလက်ကိုနေကျွမ်းချင်းရှောင်ခဲ့တယ်ရှောင်တဲ့ကြောင့်ရင်ကိုငါသိပါတယ်နင်းအချစ်ကငါချစ်တော့မရှိခဲ့လို့ငါကိုနင်ဘလောက်ချစ်မှလဲနင်ကိုနေမသိခဲ့လို့မဟုတ်လားနင်ကိုငါကပဲဖုန်းဆက်ဆက်ရတယ်ဖုန်းပြောတိုင်းလဲငါတယောက်တည်းပဲပြောနေရဲ့စကားတွေကနင်ပြန်ဖြေရတဲ့ပုံများခဲ့တယ်ချိန်တွေးမရဲ့ကိုလဲငါပဲတမန်ရတယ်အပြင်ထွက်တိုင်းလဲငါစကားမပြောရင်နင်ကငါဘေးမှာနှုတ်ဆက်ပြီးလိုက်ပါနေတတ်တယ်ငါကသာစကားတွေမပြောခင်ရင်ဖုန်းဆက်မဆက်ခင်ရင်အဆက်တွေပြစ်ပြီးငါတို့ဟာတစင်းနေဖြစ်သွားကြမှာတကယ်လို့အချစ်မှာမပုံမတူအောင်တူလောင်ထားတဲ့ကတန်ရက်တွေရှိခဲ့မယ်ဆိုရင်ဒီနေ့ကချစ်သူတွေဖြစ်နေတဲ့ကာလောက်ကတေချာနေမထုတ်ပေါ်ထားတဲ့စီတုပူလိုပဲပုတ်တူလေးမှာတေချာခဲ့တယ်ချစ်သူတက်တန်တရှောင်းမချင်တဲ့ချင်းနဲ့အလိုမချမှုတွေကရှိတတ်စမြဲပဲလေဒါပေမဲ့နေငါကိုဖွင့်ပြရခဲ့ဘူးငါချစ်တလောက်နေမချစ်ခဲလို့ငါဖွင့်ပြရမှာကြောက်ခဲ့တယ်ငါကိုနင်ထားသွားမှငါတွေးကြောက်ခဲ့တယ်ငါခံစားချက်တွေကိုငါအရင်နေ့ဆုံးတငယ်ချင်းနဲ့ပဲငါထဲပေါက်ရှာခဲ့တယ်နေဖက်ကအေးစစ်စစ်အပြုမှုတွေကြောင့်ငါတဖြည်းဖြည်းစိတ်ကုန်လာခဲ့မိတယ်ငါကိုနင်ပေးအချစ်တဲ့ငါပို့လို့ချင်းခဲ့တယ်ပူတိကြတဲ့စိတ်ဆုံးဖြတ်ချက်တွေကိုလည်းလူချင်းခဲ့တယ်ငါရဲ့မချင်တဲ့ချက်ရင်ဖွင့်တာကိုနားထောင်ပြီးတငယ်ချင်းကပြောကြတယ်3.1 မီလီလီတာရှိတဲ့စရွက်တရွက်ကို42ခါလောက်အထက်ထပ်ခေါက်လိုက်ရင်ခေါက်လို့ရတဲ့အမြင့်ကလက်ကပါကိုတော့ရောက်နိုင်တယ်တဲ့ဆဆချင်းမှာအဲ့ဒီစကားရဲ့အတိတ်ပဲကိုငါတကယ်နားမလည်ခဲ့ဘူးနေနဲ့ချစ်သူဖြစ်ပြီး6လနဲ့7ရက်ကြာမှာ Good night လို့ရေးထားတဲ့နေ့ရဲ့ပထမဆုံးမက်ဆေ့ကိုငါရခဲ့တယ်နေနဲ့ချစ်သူဖြစ်ပြီး10လကြာမှာငါစီကိုပထမဆုံးစတဲ့နှင်းဖုန်းကိုငါရခဲ့တယ်နေနဲ့ချစ်သူဖြစ်ပြီးတနည်းနဲ့2လကြာမှာပထမဆုံးအချိန်နေငါ့ကိုစချင်းခဲ့တယ်နေ့အကြာညတညမှာငါမတော်တဆကားတိုက်မှုဖြစ်ပြီးခြေထောက်မှာဒဏ်ရာရတယ်ဆိုတဲ့သတင်းကြားတာနဲ့တကောင်ရညတနာရီမှာငါအိမ်ကိုနေကရှုကမှုရောက်လာခဲ့တယ်
တန်ရမများမှန်းသိပေမဲ့ငါကိုနေရချာနေပြစုခဲ့တယ်လေတငယ်ချင်းပြောတဲ့စကားကိုငါတဖြည်းဖြည်းသဘောပေါက်လာမိတယ်ချစ်ချင်းကတဖြည်းဖြည်းစုပုံပြီးတိုးလာတမန်ငါနားလေလိုက်တယ်ငါကိုတိကျတဲ့ဆုံးဖြတ်ချက်နေမပေးခဲ့ပေမဲ့နေနဲ့ချစ်ဖို့အခွင့်အရေးတော့ပေးခဲ့တယ်တွေ့တော့စကားတွေကြားပေမဲ့ရဲ့နေရာကနေနေမရွေးခဲ့ဘူးငါတောင်းဆိုမှုကိုနေရှောင်မပြေခဲ့ဘူးငါပေါ်ထားတဲ့ချစ်ချင်းမေတ္တာတွေကိုနေတဖြည်းဖြည်းစုပုံနေမှအတူရှာနေမှငါဘေးမှာနေအမြဲရှိနေမှငါတီးလိုက်ရတယ်ငါတငယ်ချင်းကငါတို့မိကလာပွဲရဲ့အတိတ်တည်းငါတို့ရဲ့အချစ်တည်းဖြစ်ခဲ့တယ်ငါတို့ဖြစ်တန်လိုက်ခဲ့တဲ့အချစ်လန်တစ်လျှောက်ကိုကြည့်ပြီးအခုချိန်မှသူအားချမ်းနဲ့လို့ရင်နိုင်တော့တယ်နိလက်တဲ့ဘဝရဲ့ပထမဆုံးစိန်လက်စုကိုစုပေးချိန်မှာပထမဆုံးအချိန်ပြောတာမဟုတ်တဲ့စကားကိုဒီအတွက်ငါပြန်ပြောဖြစ်ပြန်တယ်နိကူငါချစ်တယ်ခေါင်းငုပ်ပြီးနိကူငါဖွားအားလေးနှမ်းလိုက်တယ်မြင်ချင်းအချစ်ကလာတယ်တဲ့ဒါပေမဲ့တဖြည်းဖြည်းအတူချပြီးချစ်တဲ့အချစ်ကမှလူကိုပုံရစ်မှုစေတယ်အခုအချိန်မှာနင်းချစ်တဲ့အချစ်ကငါအချစ်လောက်ရှိပေမဲ့နေနဲ့ငါကြအကွာဝေးတူတဲ့တူလာပြီးနောက်ဆုံးတုံရပဲချက်မဲဆိုတာငါယုံကြည်တယ်အချင်းမှာတရားရမတရားရမရှိဘူးလေမန်တကယ်ပေးဆက်လိုက်ရလို့ထိုက်တန်တာလားမထိုက်တန်ဘူးလားနဲ့နောင်တရတာမရတာပဲရှိတယ်တကယ်ချစ်တဲ့အချင်းဆိုတာနှကမ်းပြားကချုံမိတဲ့စကားတွေမဟုတ်ဘူးကိုချစ်တဲ့ချစ်သူစိတ်ပျော်ရွှင်အောင်ဘယ်လိုစွမ်းဆောင်ရမလဲဆိုတာဖြစ်တယ်ကိုချိန်နေတဲ့သူရဲ့ချိန်နေတဲ့မှုကိုပြန်ရတာဟာမိကလာတပါတဲ့အထီမိကလာကိုဘုရားသခင်ကအချစ်လို့အမိပေးခဲ့တယ်